လုပ်ငန်းဝင်တိုင်းမှာစွမ်းဆောင်ရည်မြင့်မားပြီးယုံကြည်စိတ်ချရတဲ့မီနီ excavator တစ်စီးကိုရှာဖွေနေပါသလားကိုဘိုတာ U55 Kevin တိုက်ကတင်းအတွက်အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်ပါတယ်maintenance ပြုလုပ်ကြမှာချိန်ကုန်သက်သာစေရန်အင်ဂျင်ကန်းနဲ့တိုက်ကာဘာများကိုကိရိယာမလိုပဲအလွယ်တကူဖွင့်လှစ်နိုင်အောင်ဒီဇိုင်းထုတ်ထားပါတယ်hydraulic breaker များသာမကမိမိလုပ်ငန်းနဲ့ကိုက်ညီသော attachment မျိုးစုံကိုတက်ဆင်အသုံးပြုနိုင်သော hydraulic ပိုင်လိုင်းများလည်းပါဝင်ပါတယ်။ operator များအတွက်ကျယ်ဝန်းသော cabin design ကိုအသုံးပြုထားပြီးအလုပ်လုပ်ချိန်ကြာမြင့်သည့်အတိုင်းတက်တာရှိစေပါတယ်။ cabin အတွင်းလေဝင်လေထွက်ကောင်းမွန်သော air circulation system ပါဝင်ပြီးပူပြင်းသောရာသီဥတုများတွင်ပင်သက်သာစွာအလုပ်လုပ်နိုင်ပါတယ်။ siding window နဲ့ wide open door design ကြောင့်အဝင်ထွက်လွယ်ကူစေပြီးမြင်ကွင်းကျယ်ဝန်းမှုကိုလည်းပုံမရရှိစေပါတယ်။ကိုဘိုတာ U55 Kevin တိုက်တွင် ROPS, FOPS နှင့်စံချိန်စံညွှန်းနှင့်ကိုက်ညီသောခိုင်ခန့်သည့် Kevin structure ကိုအသုံးပြုထားပြီး operator များ၏လုံခြုံရေးကိုအထူးလေးထားဒီဇိုင်းထုတ်လုပ်ထားပါတယ်။ထို့အပြင် Digital Display Panel ဖြင့် Engine RPM, လောင်စာဆီအခြေအနေ, Operation Hour နှင့်စက်အခြေအနေများကိုအလွယ်တကူစောင့်ကြည့်နိုင်ပါတယ်။ကိုဘိုတာ၏နာမည်ကျော် Diesel Engine နည်းပညာဖြင့်စွမ်းအားပြည့်လှုပ်ဆောင်နိုင်ပြီးစီစားနှုန်းသက်သာကယုံကြည်စိတ်ချရသောစွမ်းဆောင်ရည်ကိုပေးစွမ်းနိုင်ပါတယ်။ U55 သည် 47.6 horsepower အားထုတ်ပေးနိုင်သောကိုဘိုတာ V2607 အင်ဂျင်ကိုအသုံးပြုထားပါတယ်။ထို့အပြင်ကိုဘိုတာ U55 တွင်ပါဝင်သော Auto Idle System သည် Operator မှ Control Lever များကိုအသုံးမပြုသည့်အချိန်တွင် Engine RPM ကိုအလိုလျောက်လျှော့ချပေးပါတယ်။ထိုစနစ်ကြောင့်လောင်စာဆီသက်သာစေပြီးအင်ဂျင်ပေါ်ရှိဝင်အားကိုလျော့နှဲစေကစက်ရဲ့သက်တမ်းကိုလည်းပိုမိုကြာရှည်စေပါတယ်။စွမ်းဆောင်ရည်မလျော့ပဲလောင်စာဆီကုန်ကျစရိတ်ကိုလျှော့ချပေးနိုင်တာကကိုဘိုတာ U55 ရဲ့အားသာချက်တစ်ခုဖြစ်ပါတယ်။လန်ဒရာလုပ်ငန်းများအဆောက်အဦဆောက်လုပ်ရေးလုပ်ငန်းများဥယျာဉ်နဲ့ပတ်ဝန်းကျင်အလှဆင်ရေးလုပ်ငန်းများအုပ်ထုတ်လုပ်ရေးလုပ်ငန်းများစိုက်ပျိုးရေးလုပ်ငန်းများအတွက်တင့်တော်သောကိုဘိုတာ U55 Kevin တိုက်မျိုးစားလေးပဲဖြစ်ပါတယ်။စွမ်းဆောင်ရည်တက်တာနဲ့လုံခြုံရေးတို့ကိုတပြိုင်တည်းရရှိစေမည့်မီနီ excavator တစ်စီးပဲဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ကိုဘိုတာ GPS ကုမ္ပဏီရဲ့အနေဖြင့်သတင်းကောင်းပါလို့တာကတော့ကိုဘိုတာ GPS မှာလက်ငင်းစနစ်နဲ့ဝယ်ယူလို့ရရှိနိုင်တယ်လို့အရေးကြစနစ်များဖြင့်လည်းအဆင်ပြေစွာဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်။မြန်မာနိုင်ငံတော်ဝန်ရှိကိုဘိုတာ GPS ရုံးခွဲများနဲ့ကိုဘရာသာကုမ္ပဏီလီမိတက်ရဲ့ရုံးခွဲများအားလုံးတွင်ဝယ်ယူရရှိနိုင်မှာပဲဖြစ်ပါတယ်။